မရတဲ့9600ခုမိတ်ဆက်ပေးတာလေးကတော့ကိုမတို့တောင်းဆိုလို့ချုပ်ပေးပြလိုက်တဲ့ချီပူကျိုးတို့မှာပကုံးပြောက်လှလေးဖြစ်ပါတယ်သူတွေကဆိုကိုမတို့ရဲ့လက်ကိုမှာပေါ့နော်အပြားစီးချုပ်ပုံလေးဖြစ်ပါတယ်လက်အပြားစီးချုပ်ပုံနဲ့လေပင်ဝိုင်းလေးတွေဆိုတာကိုမတို့တိတ်ကြိုက်တဲ့ပစ္စည်းလေးဖြစ်ပါတယ်ရှင်သူတွေကဆိုကိုမတို့ရဲ့ဘောလုံးကိုမှအကြီးသေးစီလေးဖြစ်လို့ဘောလုံးစင်မကြိုက်တဲ့ကိုမတွေကမရှိသလောက်ရှားပါတယ်နော်သူလေးက40လေးနေလေး46ဆိုပြီးလေးဆိုင်လာပါတယ်ကာလာလိုင်းက6ရောင်လိုင်းလာပါတယ်ရှင်3နဲ့6ထဲရောင်မြေးလက်ကားစီ9600ကျပ်ထဲနဲ့ရယူပိုင်ဆိုင်နေမှာပြီးချီပူကျိုးတို့အစင်သေးပကုံးပြောက်ချုပ်ပုံအလှကြီးကို9600ကျပ်ဖြစ်ပါတယ်စပန့်ဈေးတောင်မရှိလို့ရကျင်တယ်ဆိုရင်တော့စိုက်စုံတော့အမြက်လေးသာဥထားရတော့เนาะကျေးဇူးပါ